eFootball မှာအသစ်ထွက်လာတဲ့ European Club Guardian Pack အားလုံးပဲမင်္ဂလာပါ eFootball ဘိုင် Virus အကောင့်ရဲ့ admin Virus ပဲဖြစ်ပါတယ်ဒီနေ့မှာတော့တနင်္လာနေ့ update အပြီးမှာပေါ့နော်ဒါထွက်ပေါ်လာခဲ့တဲ့ European Club Guardian ဆိုတဲ့ pack တစ်ခုအကြောင်းကိုကျွန်တော်ကမိတ်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီ pack ကတော့အဓိကအားဖြင့်တော့ Guardian ဆိုတဲ့အတိုင်းကိုယ့်ရဲ့အသင်းရဲ့နောက်တန်းကိုကာကွယ်ပေးနေတဲ့နောက်တန်းကစားသမားတွေကွင်းနယ်ခံစစ်ကစားသမားတွေပါဝင်လာတော့တွေ့ရပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါဘာစီလိုနာအသင်းရဲ့နောက်ခံလူပေါ့နော် PK ကလည်းဖြစ်ပါတယ် PK ကတော့ဒီအသက်28နှစ်အရွယ်PK ကပ်ဖြစ်ပြီးတော့သူ့ကိုဘေးရှူထားတာတော့2014-2015ဘောလုံးရာသီကိုဘေးရှူထားလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကက်ကဘာစီလိုနာအသင်းပရိသတ်တွေအကြိုက်ဖြစ်ပါလိမ့်မယ်နောက်တစ်ကက်ကတော့ဒါမန်ယူအသင်းရဲ့ဘယ်နောက်ခံလူပေါ့နော်ဒန်နစ်အာဝင်ရဲ့အသက်28နှစ်အရွယ်1993-1994ကတ်ကိုပေါ့နော်ဘေးရှူထားလည်းဖြစ်ပါတယ်အခုလက်ရှိမှာလည်းဒါမန်ယူပတ်တွေကထွက်နေတာဆိုတော့ဒါမန်ယူဖန်တွေစိတ်တိုင်းကြမဲ့ဒန်နစ်အာဝင်ကတ်ဆိုလည်းမမှားပါဘူးနောက်တစ်ကက်ကတော့ဒါ AC Milan အသင်းရဲ့ကွင်းနယ်ခံစစ်ကစားသမား Ambrosini ရဲ့ကတ်လည်းဖြစ်ပါတယ်ဒီကက်ကတော့အသက်29နှစ်အရွယ် Ambrosini ဖြစ်ပြီးတော့2006-2009ဘောလုံးရာသီကိုဒါပေးရှူထားလည်းဖြစ်ပါတယ်ပေါ့နော်ဒီကက်တွေကတော့ဒါအခုလက်ရှိဒါ eFootball မှာတနင်္လာနေ့စာပါအပြောင်းလဲမှာထွက်ပေါ်လာတဲ့ European Club Guardian ကတ်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ညီကိုတို့အနေနဲ့ဒီဘက်ကိုဖောက်ပြီးသွားကြပြီလားဘာကတ်တွေပေါက်လဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ရပါတယ်